ဒီဇင်ဘာလရောက်တိုင်း Trevor တို့ဇနီးမောင်နှံဟာသူတို့သမီးလေးမတ်နဲ့အတူခရစ်စမတ်အလှဆင်လေးရှိပေမဲ့သမီးဖြစ်သူအရွယ်ရောက်လာတာနဲ့အမျှအဲ့ဒီတလေးကိုစိတ်မဝင်စားတော့ပါဘူးဇနီးတွေ Jess နဲ့ကွာရှင်းပြီးတစ်နှစ်အကြာမှာတော့ Trevor ဟာ Hertfordshire ကအိမ်လေးတစ်လုံးမှာတယောက်တည်းနေထိုင်နေရပါတယ်သူ့ဘဝကခက်ခဲပြီးမီတာခအတွက်တောင်ဒင်္ဂပြထည့်သုံးရတဲ့အခြေအနေဖြစ်ပေမဲ့ခရစ်စမတ်တလေးတွေကိုတော့လက်မလွတ်ခဲ့ပါဘူးခရစ်စမတ်မှာမိသားစုနဲ့အတူရှိကျင်နေတဲ့သူ့ဆန္ဒဟာJessie ကဖုန်းဝင်လာချိန်မှာတော့ပြပြသွားပါတယ် Jess ကသူမရဲ့ချစ်သူအစ်စ်နဲ့အတူ Barbado ကျွန်းကိုသွားတော့မှာဖြစ်တယ်လို့မက်ရဲ့ចောင်းစည်းကိုလည်းအဲ့ဒီလူကပဲစိုက်ထုတ်ပေးမယ်လို့ဆိုပါတယ်တိတ်ခါကြီးတဲ့ Trevor ကတော့သူ့မှာကျွေးမိတွေအများကြီးရှိနေတာကိုဖုံးကွယ်ပြီးငွေကြေးတက်နိုင်ကြောင်းညှင်းဆိုလိုက်ပါတယ်ကျောင်းမှာအလုပ်လုပ်နေတဲ့ Trevor ဟာအလုပ်နောက်ဆုံးရက်မှာပဲထူးဆန်းတဲ့ကိစ္စတစ်ခုနဲ့ကြုံရပါတယ်တစုံတစ်ယောက်ကကျောင်းရှိမှာကလေးငယ်တစ်ယောက်ကိုချင်းတောင်းနဲ့လာပစ်ထားခဲ့တာပါရဲကိုအကြောင်းကြားပေမဲ့ရောက်မလာနိုင်သေးတာကြောင့်လူမှုဝန်ထမ်းအဖွဲ့ကိုဆက်သွယ်ပြီးစောင့်နေတော့မှာပဲလန်ဒန်ကအိမ်ဆောက်အလုပ်တစ်ခုအတွက်ဖုန်းဝင်လာပါတယ်လစာကအစမတန်များတာကြောင့် Trevor ဟာကလေးကိုလူမှုဝန်ထမ်းတွေစီအပ်ဖို့ကြိုးစားပေမဲ့အဆင်မပြေဖြစ်ပြီးနောက်ဆုံးမှာတော့ကလေးကိုပါလန်ဒန်ကိုခိုးယူသွားခဲ့ရပါတော့တယ်လန်ဒန်ကစိန်ခံတိုက်ခန်းကြီးစီရောက်တဲ့အခါအလုပ်ရှင်တွေမသိအောင်ကလေးကိုကြိုးပိုးအိတ်ထဲထည့်ပြီးခိုးဝက်တည်ယူရပါတယ်အဲ့ဒီမှာတင်ပြဿနာတွေစတာပါပဲကလေးကအတန်ပေးတာအနည်းလဲပေးဖို့လိုတာတွေကြောင့် Trevor တယောက်ပြရခတ်နေရပါတယ်နောက်ဆုံးမှာတော့လူမှုဝန်ထမ်းGeorge နဲ့ချိတ်ဆက်မိပြီးကလေးကိုလာခေါ်ဖို့စီစဉ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးပဲကလေးလဲမိတဲ့ကိစ္စတိုက်ခန်းတော့ပျောက်တဲ့ကိစ္စတွေနဲ့ရုံးရင်းဆန်ခတ်ဖြစ်ရပါတော့တယ်ခရစ်စမတ်အကြိုညမှာတော့အစီအစဉ်တွေအကုန်လွဲချော်ကုန်ပါတယ်အိမ်ရှင်တွေပြန်မလာဘူးအထင်နဲ့ Trevor တယောက်အိမ်အကူဂျင်းရဲ့ညွှန်ကြားချက်အတိုင်းခရစ်စမတ်ညစာတွေအကြီးအကျယ်ပြင်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလေရင်တွေဖျက်သိမ်းလိုက်လို့လန်ဒန်မှာတောင်တင်နေတဲ့သမီးဖြစ်သူMaryနဲ့ဇနီးဟောင်း Jess ကလည်းသူ့စီကိုရောက်လာကြပါတယ်မထင်မှတ်ပဲ Trevor ပြင်ဆင်ထားတဲ့ညစာစားပွဲမှာလူမှုဝန်ထမ်း George ရဲ့ရဲရာရှိလမ်းဘေးရောက်နေတဲ့ဇနီးမောင်နှံတစုံအိမ်နီးနားချင်းလုံးနဲ့ခွေးယူလေးတစ်ကောင်ပါဝင်လူစုံတက်စုံနဲ့ပျော်စရာခရစ်စမတ်ပွဲလေးဖြစ်သွားခဲ့ပါတယ်အားလုံးက Trevor ပြင်ဆင်ထားတဲ့ဟင်းလျာတွေကိုမြေရှက်စွာစားတော့ရင်တချင်းတွေဆိုပြီးပျော်ပါနေကြတာပေါ့ဒါပေမဲ့ပျော်ရွှင်စရာအခိုက်အတန့်လေးမှာပဲတစုံတစ်ယောက်ကလူခေါ်ဘဲကိုတီးလိုက်ပါတယ်ကင်မရာကနေကြည့်လိုက်တဲ့အခါမှာတော့နယူးယောက်ကိုသွားပြီဆိုတဲ့အိမ်ရှင်ဇနီးမောင်နှံဟာတိုက်ခန်းရှိကိုရောက်နေပါပြီ Trevor တယောက်ဒီအခြေအနေကိုဘယ်လိုဆက်ရှင်းမလဲဆိုတာကတော့